နိုင်ရင်ခုံအောင်လုံးနေတဲ့ Proma ရဲ့နောက်ွယ်ကဘယ်သူဖြစ်မလဲအခုတလောသမက်စင်ကာရှိုးကတော့ညနေဖုံးရှင်တွေကြောင့်တော်တော်လေးလူပြောများနေတဲ့ရှိုးတစ်ခုဖြစ်လို့နေရပဲဖြစ်ပါတယ်ညနေဖုံးရှင်တွေကလည်းခက်မှန်ရခက်နေရကြောင်းပဲအမှုပညာရှင်ဖြစ်တယ်ဆိုပြီးတော့ social media မှာပို့လောရိုက်နေရပဲဖြစ်ပါတယ်ညနေဖုံးရှင်များတဲ့ကမှနောက်ထပ်ပရိသတ်တွေစိတ်ဝင်စားလျက်ရှိနေရကတော့ပြန်ပွဲဝင်နေတဲ့ကမဟုတ်ပဲလာပြီးဖြောပြတဲ့ Proma ပဲဖြစ်ပါတယ်Proma ကတော့သမက်စင်ကာမှာအပတ်တိုင်းလာရောက်ဖြောပြနေရပဲဖြစ်ပြီးအဆိုတော်တယောက်ရဲ့အတန်နဲ့စင်တူနေရကြောင့်လေပရိသတ်တွေက Proma နောက်ွယ်ကဘသူများလဲဆိုပြီးရေကုန်စိတ်လှုပ်ရှားနေကြတာပဲဖြစ်ပါတယ်တချို့ကြတော့လေဖြိုမြတ်အောင်လို့ပြောနေကြတာကြောင့်မီဒီယာတွေပါမေးတဲ့အခါမှာဖြိုမြတ်အောင်ကတော့ AI လို့တော့ပြောလာခဲ့ပါတယ်တကယ်ကိုမှအဆိုတော်ထဲကဖြစ်လို့ပရိသတ်တွေကတော့ဆက်လက်အဖြေရှာနေကြဆဲဖြစ်ပြီးစမ်းရည်မိုးလည်းဖြစ်နိုင်တယ်ဆိုပြီးထင်ကြီးတွေပေးနေကြတာဖြစ်ပါတယ်သမက်စင်ကပြီးတော့မှညနေဖုံးချွတ်လောက်တယ်လို့လည်းပရိသတ်တွေကထင်နေကြတာဖြစ်လို့ AI လားအဆိုတော်လားဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရမှာပါပဲပရိသတ်တို့ရော Proma ကိုဘယ်သူလို့ထင်ကြလဲဆိုတာcommentမှာမှတ်ခဲ့ပေးကြပါဦးနော်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်